အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကျွန်တော်တို့ပြောပြသွားမှာကတော့ဂီတလောကရဲ့အေဂရီလို့တင်စားခံထားရတဲ့ Grammy စုပေါင်းများစွာသိမ်းပိုက်ထားတဲ့ Taylor Swift အကြောင်းပဲဖြစ်ပါတယ် Taylor Swift ဆိုတာအဆိုတော်တယောက်တည်းမကတော့ပဲဘီလီယံနာတယောက်လည်းဖြစ်လာသလိုသူမရဲ့သချင်းတွေကကမ္ဘာစီးပွားရေးကိုတောင်လှုပ်ခတ်စေခဲ့ပါတယ်သူမဂလိုများဒီလောက်ထိအောင်ကြီးလာတာလေဒီဗီဒီယိုထဲမှာအတူတူကြည့်လိုက်ကြရအောင် Taylor ရဲ့ပထမဆုံးခြေလှမ်းနဲ့ Country ဂီတTaylor Swift ရဲ့ခရီးလမ်းဟာ Pennsylvania ပြည်နယ်က Christmas သစ်ပင်စိုက်ခင်းလေးတစ်ခုကနေစတင်ခဲ့တာပါ။သူမအသက်14နှစ်မှာပဲသူမဟာတေးရေးဆရာဖြစ်ချင်တဲ့ဇွဲနဲ့ Nashville မြို့ကိုမိသားစုလိုက်ပြောင်းရွှေ့ခဲ့ပါတယ်။2006ခုနှစ်မှာသူမရဲ့နာမည်နဲ့ album ဆက်ထွက်ခဲ့ပြီး Teardrops on My Guitar လို့တခြင်းမျိုးတွေနဲ့ Country ဂီတလောကမှာလူနေရီရဲ့အတန်ဖြစ်လာခဲ့ပါတယ်။အဲ့ဒီအချိန်ကတေလာဟာစံပင်ကောက်ကောက်လေးတွေနဲ့ဂီတတစ်လုံးကင်တဲ့အဖေကင်းစင်းတဲ့ကောင်မလေးတယောက်ပေါ့ဒါပေမဲ့ Taylor ဟာ country နဲ့ပဲမှတင်ရမနေခဲ့ပါဘူး Fearless album နဲ့အတူ Love Story တခြင်းကတကဘာလုံးကိုပေါက်သွားစေခဲ့ပါတယ်သူမဟာ Album of the Year ဆိုတဲ့အမြင့်ဆုံး Grammy ဆုကိုအသက်အငယ်ဆုံးအဲ့ဒီခေတ်ကရရှိတဲ့သူဖြစ်လာပါတယ်နောက်ပိုင်းမှာ1989ဆိုတဲ့ album နဲ့အတူ pop ဂီတလောကကိုအပီးအပိုင်ဝင်ရောက်ခဲ့ပါတယ်Shake It Off နဲ့ Blank Space တခြင်းတွေဆိုရင်အခုထိလူတိုင်းနားထဲမှာဆွဲနေတော့ပါပဲ။တီယာသူမရဲ့ပုံရိပ်ကိုအမြဲတမ်းအသစ်ထနေအောင်ဖန်တီးနိုင်စွမ်းရှိပါတယ်။အခက်အခဲများနဲ့ Taylor's version အောင်မြင်မှုတိုင်းမှာအခက်အခဲရှိတတ်ပါတယ်။သူမရဲ့တခြင်းမူပိုင်ခွင့်တွေကိုတခြားသူကဝယ်ယူသွားခဲ့တဲ့အတွက် Taylor ဟာသူမရဲ့တခြင်းဟောင်းတွေကိုသူမကိုယ်တိုင်မပိုင်ဆိုင်တော့တဲ့အခြေအနေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့ Taylor ဟာလက်မလျော်ခဲ့ပါဘူး။ Taylor's version ဆိုတဲ့နာမည်နဲ့သူမရဲ့ album ဟောင်းတွေကိုပြန်လည်အတန်းသွင်းခဲ့ပါတယ်။ဒါဟာအမှုပညာရှင်တွေလောက်ဖောက်မိမိဖန်တီးမှုကိုမိမိပြန်လည်ပိုင်ဆိုင်ဖို့တိုက်ပွဲဝင်ပြခဲ့တာဖြစ်ပြီးဂီတလောကကိုအံ့အားသင့်စေခဲ့ပါတယ်။အခုဆိုရင် Taylor Swift ဟာ Album of the Year ဆုကိုလေးကျင်တိုင်တိုင်ရရှိထားတဲ့သမိုင်းတလက်လျှောက်တဦးတည်းသောအမှုပညာရှင်ဖြစ်နေပါပြီ။သူမရဲ့ The Era Store ဆိုရင်လည်းကဘာပေါ်မှာဝင်ငွေအများဆုံးဖြိုဖြေးပွဲဖြစ်လာသလိုပရိပတိကြမှာ Kimin Mood လက်ပတ် Friendship Bracelets လဲတာတွေကအရန်ကိုနာမည်ကြီးတဲ့ယဉ်ကျေးမှုတစ်ခုဖြစ်လာခဲ့ပါတယ်။ဘာကြောင့် Taylor Swift ကိုလူတွေချစ်ကြတာလဲ။ဘာကြောင့် Taylor Swift ကိုလူတွေဒီလောက်ထိယူသွက်ကြတာလဲ။အဖြေကတော့ရိုးရှင်းပါတယ်။သူမရဲ့တေးရေးစွမ်းရည်ပါတယ်။သူမဟာကိုယ်ပိုင်ဘဝကနာကျင်မှုတွေအချစ်တွေနဲ့ခံစားချက်တွေကိုလူတိုင်းနဲ့ထပ်တူးကြအောင်တချင်းထဲမှာရိုးသားစွာခြာရည်တပါတယ်ကျွန်တော်တို့ခံစားနေရပြီးနဲ့စကလုံးနဲ့ဖော်ပြလို့မရတဲ့အရာတွေကိုသူမကတချင်းအဖြစ်ပြောင်းလဲပေးလိုက်တယ်လို့ပါတယ်10မိနစ်စာရှည်လျရတဲ့ All Too Well လို့တချင်းမျိုးဟာနိုင်ထောင်သူတွေရဲ့ရင်ထဲကိုတိုက်ရိုက်ထိမှန်စေပါတယ် Taylor Swift ဆိုတာအဆိုတော်တယောက်ထက်ပိုပါတယ်သူမဟာခိုင်မာတဲ့စီးတက်ရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်တီထွင်ဖန်တီးသူတယောက်နဲ့အခက်အခဲတွေကိုရုန်းကန်ပြခဲ့တဲ့စံပြမျိုးသမီးတယောက်ပါတင်တို့ရော Taylor Swift ရဲ့ဘဲတီချင်းကိုအကြိုက်ဆုံးလဲ comment မှာရေးပေးသွားပါအောင်ဗျာဗီဒီယိုလေးကိုသဘောကျပြီး like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးဗျာကြည့်ရှုပေးသူတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ဗျာ